မေတ္တာအာတိတမေတ္တာပဋ္ဌာနာများပြုပြီးတော့လူတကာကြီးဥသိမ်းအောင်အလုံးမကြီးတော်အုံးစိန်မိသားစုများရဲ့သိက္ခာတက်ရန်ကန်ရှင်ပြုနာတအလိုတော်အောင်ပွဲကြီးလက်ကျဲတဲ့ဘွဲ့ဓမ္မသဘင်စတင်ဖွင့်ပါပြီဓမ္မသဘင်စတင်ဖွင့်ပြီဆိုတော့ဘုန်းတို့နာယီက8နာရီထိုးပြီးလို့6မိနစ်ရှိသွားပြီအလုံးတရားရှိခင်စိတ်ကောင်းဝင်ကြတဲ့ပရိသတ်အလုံးလွတ်လပ်စွာထိုင်ခြိထားတဲ့လက်အုပ်တွေဖြုံးပြီးတော့ရေရှည်ထိုင်နိုင်မဲ့ဣရိယာပုတ်ရွေးချယ်ငြိမ်သက်စွာတရားနာနိုင်ပါပြီ။ဘာတရားလဲထောင်ထွက်တွေမလုံနဲ့အကွေးမျိုးမှာထောင်ထွက်တွေရှိလားsorry မင်းလာမြို့မှာထောင်ထွက်တွေရှိလားမင်းလာနော်ဘုန်းတို့နားမှာလည်းမင်းလာရှိတယ်သူ့ကိုအောက်မင်းလာတယ်ဒီမင်းလာကြတော့ဗာပြောအထက်မင်းလာတဲ့မင်းလာရင်ငါလည်းလှပါတယ်ဟုတ်လားမင်းလှရင်ဗာလဲအဲ့တော့ပြန်ပြောဗာတရားလဲထောင်ထွက်ဆိုလို့အချုပ်ခန်းပြေးမမြင်တဲ့ပြိဿရေဘုန်းကြီးပြောညာဘက်နာကထောင်ပြီးတော့ဘယ်ဘက်နာကထွက်သွားဘုန်းထင်တဲ့ဒီစရိတ်စင်ကြီးကညတော့ကဘာစင်တော့စီတဲ့ဘာလဲအခုဘာပြည့်သွားတက်လက်တက်နိုင်တယ်နော်အဲ့တော့ပြိဿရေညတော့ကဒီစင်ဒီစတိတ်ရှိုးစင်မို့လားအခုဘာသဘင်ဖြစ်သွားဓမ္မသဘင်တရားစင်ကြီးဖြစ်သွားတယ်အဲ့တော့ပြောကျင်တာကလူဆိုတာလုံနိုင်ရင်ဘာမစိုးဖြစ်တယ်မဖြစ်နိုင်ဘူးလားအဲ့တော့လုံကျင်တဲ့စိတ်ပဲလိုတာသန္ဓဝတ္တောဂိနာမကမ္မနာသိဇတိဘေကဝေပရိသလေးပါးခြေသာတသိခြေသာပြီးတော့သန္ဓဝတ္တောမင်းတို့တတွေရဲ့စိတ်ထဲမှာဖြစ်ခြင်းနဲ့လှုပ်ခြင်းနဲ့စန္ဒာလေးတစ်ခုသာရှိမယ်ဆိုရင်ဂိနာမကမ္မနာသိဇတိဘလောက်ပဲခက်ခဲတယ်မလွယ်ပါဘူးလို့ပြောဘာမစိုးလုပ်ငန်းတိုင်းအောင်မြင်နိုင်တယ်ဣတိဤသို့ဘဂဝါဘုံ6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကအဘတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းအဲ့တော့